မိခင်နေဘောနော်လက်ဆောင်မပေးခင်မှာကျမလည်းအနေငယ်ပြောချင်တဲ့အရာတစ်ခုရှိတယ်ပေါ့နော်မဂရစ်ပြောသွားတဲ့အရာတွေတကယ်ပဲခွန်အားရတယ်ပေါ့နော်မဂရစ်ပေါ်မှာလည်းဖျက်ရှင်တားကောင်းကြီးပေးပါစေပေါ့နော်မှန်ပါတယ်လို့ကျမတို့မိသားစုတစ်ခုမှာမိခင်ကနံပါတ်1နေရာမှာပေါ့နော်ဖခင်ဆိုတာကတော့အပြင်မှာသူစီးပွားရှာပေးတယ်ဒါပေမဲ့အိမ်ရဲ့တာဝန်တွေကိုထမ်းဆောင်ရတာမိခင်ဖြစ်ပါတယ်လို့ကျမလည်းအနေငယ်ပေါ့နော်နည်းနည်းလောက်မဂရစ်ပြောတာနားထောင်ရင်းနဲ့ကျမစိတ်ထဲမှာကျမမိခင်ကိုတွားပြီးတတိယမိတယ်ပေါ့နော်ဆိုတော့ကျမမိခင်တွေကိုဒီနေ့ကျန်းစာလေးတပိုက်ပေါ့ကျမဟိုတနေ့ကဒီလက်ဆောင်ပစ္စည်းတွေကျမတွားကြည့်ရပေါ့နော်ကျမဒီဟာလေးကိုလည်းအနေငယ်တက်တိခံချင်တယ်ပေါ့ကျမအလုတ်ကပြန်တော့ကျမအိတ်မာသာဒေးပါတဲ့အိတ်လေးလိုချင်တာပေါ့နော်ကျမဆိုင်နေတဆိုင်မိတဆိုင်ဝင်ထွက်တယ်မတွေ့ဘူးဖြစ်ချင်တော့အိတ်နေမှာမိုးတွေကလည်းအရန်ရွာတာဟာထီးကတစ်ဖက်ပြီးရင်ပန်းနေလဲကျမဝယ်လိုက်တယ်ဆိုတော့အိတ်ကလည်းဆိုင်တဆိုင်မိဝင်မတွေ့ဘူးနောက်ဆုံးဖျားခင်ကျမလက်လျှော့တော့မယ်လို့ပြောတဲ့အချိန်မှာနောက်ဆုံးဆိုင်မှာကျမအရန်လိုချင်တဲ့အိတ်တွေ့တယ်ပေါ့နော်ဒီနေ့ဒီရှေ့မှာလလပပရှိနေတာပေါ့နော်ဒါကဖျားခင်နေဟာတကယ်ပဲကိုနဲ့အတူရှိပြီးတော့မှကိုလိုချင်တဲ့အရာကိုလည်းအချိန်မီပေးတယ်ဆိုတဲ့အရာလေးကိုလည်းအနေငယ်တက်တိတ်ခံချင်တယ်ပေါ့နော်ပြီးတော့ဒီလက်ဆောင်တွေကလည်းအတင်းတော်ကနေမြတ်တာနဲ့ပေးတဲ့လက်ဆောင်တွေပေါ့နော်ဆိုတော့တန်ဖိုးမရှိပေမဲ့လည်းမိခင်များနေအထိတ်မှတ်အနေနဲ့လက်ခံပေးကြပါလို့ပြောချင်တယ်ပေါ့နော်ကျမဒီနေ့ကျန်းစာလေးတစ်ပိုက်ကလေးနဲ့ကျမအနေငယ်ပေါ့နော်ခွန်အားပေးခြင်းတဲ့အရာရှိရပေါ့နော်ကျမကားစီးနဲ့ကျမဖတ်မိတဲ့အရာလေးပေါ့နော်တုတ်တန်37မှာပေါ့နော်ခန်းကြီး37ခန်းငယ်30မှာပေါ့နော်တီလာနဲ့ပြည့်စုံသောမိမကိုအဘယ်သူတွေ့ရသနည်းတဲ့ထိုတို့တော့မိမဒီဗရမ ्या ချက်အဖိုးတန်၍ထိုက်ပေ၏တဲ့သူဤခင်မိုးဒီသူ့ကိုယုံကြည်ဆင်းရဲခြင်းနဲ့ကင်းလွတ်လိမ့်မည်တဲ့ကျမအကုန်လုံးတော့မဖတ်တော့ဘူးပေါ့နော်တီလာနဲ့ပြည့်စုံတဲ့မိမကတကယ်ပဲအိမ်တအိမ်မှာရှိခဲ့လို့ရှင်အမျိုးသားတွေကနောက်ပြန်လဲကြည့်ကြမလို့ဘူးအိမ်မှာရှိတဲ့ကလေးတွေအကုန်လုံးကိုဒီမိခင်ကပဲတာဝန်ယူသွားတာဖြစ်တယ်လို့နော်ကျမတို့အကြောင်းကိုပြောရမယ်ဆိုရင်ကျမတို့ရေမောင်နှမအရန်များတယ်အမေကကျမတို့3တန်းနှစ်မှာပဲဆုံးသွားတယ်ပေါ့နော်အဖေကဒီမောင်နှမတွေအများကြီးကိုသူမိခင်နေရာမှာဖခင်နေရာမှာထားပြီးတော့မှသူတစ်ဖက်မှာလည်းစီးပွားရှာတယ်ဒါပေမဲ့ကျမတို့အရန်ချမ်းသာတဲ့မိသားစုကမဟုတ်ခဲ့ပေမဲ့အမေကကျမတို့ဘာအမွေပေးသွားလဲဆိုရင်အသက်ရှင်တဲ့ထာဝရဘုရားကိုဘလို့ကိုးကွယ်ရမလဲဆိုတာသူအမြဲတမ်းတုံသင်ခဲ့တယ်ပေါ့နော်ကျမအမေကအရန်ပြည့်စုံတဲ့မိခင်မဟုတ်ပေမဲ့သူဘုရားကိုတအားချစ်တယ်ဆိုတာကျမတို့ငယ်ငယ်ကလေးကခံစားရတယ်အသင်းတော်မှာကျမတို့ကမယုံကြည်သူအဲ့လိုအတိုင်းဝိုင်းကနေပေါက်ဖွာလာတာပေါ့နော်ကျမတို့ဟိန္ဒူလူမျိုးတွေဆိုတာတကယ်နတ်တွေဝိညာဉ်တွေအဲ့လိုမျိုးကိုးကွယ်တဲ့မျိုးထဲကကျမတို့ရောက်လာခဲ့တာဒါပေမဲ့ဖခင်တခင်ကကျမတို့အဲ့အထက်ကနေခေါ်ပြီးတော့မှသူ့ကိုတိကျွမ်းစေခဲ့တယ်ပေါ့နော်ဒါကြောင့်မလို့ကျမတို့မိဘတွေကကျမတို့အသက်စီးစိမ်နေထားခဲ့မှဒါမိဘတာဝန်ကြီးရလို့ပြောလို့မရပါဘူးလို့ကျမတို့အမေကစောစောစီးစီးဖခင်ရဲ့ခေါ်တော်မူခြင်းကိုခံရပေမဲ့ကျမတို့အတွက်တန်ဖိုးမဖြစ်နိုင်တဲ့ယေရှုခရစ်တော်တိကျွမ်းခြင်းဆိုတဲ့အဲ့ဒီအရာကိုလက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်လို့အဲ့ဒါကိုကျမအနေငယ်တသိခံချင်တာပေါ့နော်အခုမဂရစ်ပြောထားတဲ့အထဲမှာမိခင်ကဘလောက်ထိစူးစမ်းရုန်းကန်ခဲ့တဲ့ဆိုတဲ့အရာတွေမြင်အောင်စေတဲ့ခါမှာတကယ်ကိုယ့်ရဲ့ဘဝမှာမပြည့်စုံပေမဲ့ဖခင်သခင်နဲ့အတူတူရှောက်ပြီးတော့မှကျမတို့တွေဒီလိုကြည်ပြင်းလာတယ်မချင်မှတ်ထားတဲ့ဒီနိုင်ငံကြီးမှာကျမဘဝမှာဒီမိခင်နဲ့ပတ်သက်ပြီးတော့မှဒီလက်ဆောင်ပစ္စည်းတွေလုပ်တယ်ဆိုတာပထမဆုံးဖြစ်ပါတယ်လို့ကျမတို့တာဝန်ပေးတဲ့ဆရာမချင်းချင်းကိုလည်းကြည်စုတင်တယ်ပေါ့နော်အခုလိုမိခင်များနေမှာဒီလိုလက်ဆောင်လက်လေးတွေကိုပေးရတဲ့အခွင့်အချိန်တိုင်းကိုပေးရတဲ့လက်ဖျားခင်ကိုကြည်စုတင်တယ်ပေါ့နော်ဆိုတော့ပြောချင်တာမိခင်ဆိုတာတကယ်ကိုပဲလိုအပ်ပါတယ်ပေါ့နော်တကယ်ကိုကောင်းမွန်တဲ့မိခင်ဖြစ်ပဲပေါ့နော်မိဘတိုင်းကတော့သားသမီးကိုချစ်ကြတယ်မချစ်တဲ့မိဘဆိုတာမရှိပါဘူးလို့ကိုမိဘကောင်းမကောင်းဆိုးဘလို့ပဲကိုဘလို့ပဲပြစ်တင်ပြောဆိုပါစီကိုကသားသမီးဖြစ်တဲ့ကြောင့်လို့မိဘကိုဘယ်တော့မှမပြစ်မှာပဲနဲ့ပေါ့နော်မိဘရဲ့စကားကိုနာခံခြင်းဖြစ်ကိုမိဘအသက်ရှင်နေတဲ့အချိန်မှာပေါ့နော်အကောင်းဆုံးပြုစုမယ်မေတ္တာထားမယ်ပေါ့နော်အခုဆိုရင်ကျမတို့ဆိုငငယ်ကလေးကမိခင်ဆုံးသွားတဲ့ခါမှာမိခင်များနေရောက်တိုင်းမှာကျမတို့ခံစားရတယ်ဒါပေမဲ့လည်းဒီခံစားချက်ကကြီးပြင်းလာတဲ့ခါမှာဒါကဖြစ်ရမယ့်အရာတစ်ခုပဲဆိုတာကိုသိလာတဲ့အခါမှာကိုမိဘကိုလက်ဆောင်ပေးခြင်းအောင်ပေးတဲ့အချိန်မရှိတော့ဘူးပေါ့နော်ပေးခွင့်မရခဲ့တဲ့အချိန်တွေရှိခဲ့တယ်ပေါ့ဒါကြောင့်မလို့အခုလောကမှာကိုမိဘကကိုနားမှာရှိနေလို့ရှင်တမိုးထားကြပါလို့ပြီးလို့ရှင်ချစ်ချင်းမြတ်တာအပြည့်အဝပေးကြပါလို့ကျွန်မဒီနေရာကနေတောင်းဆိုချင်တယ်ပေါ့နော်အဲ့လိုနဲ့ကျမတို့မိခင်မရှိဘူးဒါပေမဲ့မိခင်ကကျမအတွက်ကောင်းမွန်တဲ့
အရာတွေကို तू လက်ဆောင်ပေးခဲ့တယ်အမေကတာသမီတွေကိုကြည်တယ်သူ့ရဲ့အကျင့်တစ်ခုကဘာကောင်းလဲဆို तू အမြဲတမ်းဖခင်เจ้าမှာပန်းလူတယ်တစ္ဆာဘန်းကို तू အမြဲတမ်းလူခဲ့တယ်ဒီနေ့အမေတစ္ဆာရှိဖခင်เจ้าမှာပန်းလူခဲ့ခြင်းကကျမတို့တွေကြီးပြင်းလာတဲ့အခါမှာဒုက္ခဆိုတာမရှိခဲ့ဘူးဖခင်ရဲ့ဂျေဇုနဲ့ဒီနေ့ဒီအမေရိကမှာဒီလိုနေရာမျိုးမှာရက်တည်ရတဲ့အခွင့်ပေါ့နော်ဒါခါမိခင်ကြောက်ကပေးသွားတဲ့ကြီးမားတဲ့လက်ဆောင်ပဲဆိုမှကျမဒီနေရာကနေကျမမိခင်နဲ့ပတ်သက်တဲ့အနှဲငယ်ဂုဏ်ပြုရင်းနဲ့ဒီကဘာတဝမ်းမှာရှိကြတဲ့မိခင်တွေပေါ့နော်ကျမအနေနဲ့ဂုဏ်ပြုစကားပြောချင်တာဖြစ်ပါတယ်လို့အားလုံးပေါ်မှာဖျားရှင်ကောင်းချီးပေးပါစေအခုချိန်မှာကျမဒီလက်ဆောင်လေးတွေဝေပေးမှဖြစ်ပါတယ်ပေါ့နော်သမီးဆူဆူကကူညီပေးနော်သမီးဆူဆူနဲ့ဒန်နီယယ်ကခဏလေးကူညီပေးကြပါလို့ဒီထဲမှာပေါ့နော်ပထမဦးဆုံးအနေနဲ့အဖွားကိုဖိတ်ခေါ်ချင်ပါတယ်လို့အဖွားဒီထဲမှာအသက်ကြီးဆုံးလေးရှိတယ်ဆိုတော့အဖွားလက်ဆောင်လေးလာယူပေးပါလို့ဆူဆူလာအဖွားကိုအင်တာပေးပေးနော်ခဏလေးအဖွားလာလေးဒန်နီယယ်ခဏလေးဒီဘက်လာမမကြည့်လာတော့ကလာဒီဘက်နဲ့လာရောက်လာခဏလေးဟုတ်ပဲဆောင်းလေးဒီနေရာဒါလေးပေးမယ်ဒီမှာဆွေးရလေတနေ့လည်းဖက်နေပေးလို့ခေါင်းလည်းဖက်နေပေးလည်းလောက်ဆက်လာကိုခေါင်းလောက်ဆက်မယ်ဆူဆူလည်းလောက်ဆက်ပါကျေးဇူးတင်ပါတယ်ပါရဲ့ဒုတိယအနေနဲ့ပေါ့နော်ကျမတို့ရဲ့ဒီအသင်းတော်မှာရှိတဲ့ဆရာမချင်းချင်းကိုတင်းဦးဆရာမချင်းချင်းကိုယေရှုနာမနဲ့ဖိတ်ခေါ်ပါတယ်ဒီနေ့မမချီဦးမနာလေးမမိထားတာဆူဆိုင်ရမခိုင်ဆူဆူရင်ပဲဆူဆူရင်လည်းနဲ့ဖက်နေပြီဒုတိယအနေနဲ့တတိယအနေနဲ့မှရွှေစင်လက်ကိုဖိတ်ခေါ်ပါတယ်အခုတယောက်ချင်းစီပဲလာလာကြိုးလေးနောက်ထပ်ဘူးကျန်နေလေမဂရစ်ကျန်ပါသေးတယ်လို့ Grace ကိုလည်းဖိတ်ခေါ်ပါတယ်ဟုတ်ပါနားမဆိုးလိုက်လားအမေမဟုတ်လေလက်ခံလို့ရပန်းစီအရင်ပေးမိခင်လာဖြစ်လာမယ်မိခင်လောင်လေးပေါ့မဆိုးလိုက်လားမဆိုးရှိလားမရှိဘူးเนาะမဆိုးမရှိဘူးဆိုတော့ကိုနံပြီးအစားယူပေးပါလားကျေးဇူးပြုကနုနံပြီးပေးပန်းရင်ပေးဒီလိုကတည်းကဒီလိုကတနေ့ဒီလိုကပေးအလုံးကိုကျေးဇူးတင်ပါတယ်လို့မရှိတော့ဘူးเนาะနောက်ထပ်မိခင်ဖြစ်မဲ့လူတွေရှိသေးလားမရှိတော့ဘူးဆိုရင်နော်အလုံးကိုဖျက်ရှင်ကောင်းကြည့်ပေးပါစေကိုညီပေးရဲ့ဆူဆူနဲ့ဒန်နီယယ်လည်းဖျက်ရှင်တာရေးကောင်းကြည့်ပေးပါစေ